3 2 1နောက်ကိုလေးလို့ရပါပြီအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ SN Cubic ကနေပြီးတော့ live ဖက်မဲ့ single ကောင်မနဲ့ကောင်လေးကို match လုပ်မဲ့ challenge လေး6ချိန်မြောက်လုပ်တော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်ရှင်ဘယ်ကန်ကောင်းတဲ့ fan တွေကရွေးခံရမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်လိုက်ပါအောင်နော် Okay အားလုံးပဲ let's go ဟုတ်နေလားစောသွားပြီထင်တယ်ကွာလူလက်တယောက်မှရှိမနေဘူးအေးဟုတ်တယ်နော်ဟို coffee ဆိုင်ခဏသွားထိုင်ကောင်းမလားမသိဘူးနော်အေးတော့မယ် Okay သွားမယ် ဟုတ်တယ်လားကွာဟုတ်ပါကွာငါအသေးလူလေကွာမင်းရလဲ အဲ့ဒါယူပြအကိုနဲ့မှာ ဟုတ်တယ် ဟိုင်းအမဟိုတခါ fashion မှာ interview ဖြေသွားတဲ့ကောင်လေးမော်လားမေမေကိုဖုန်းဆက်ပြီးတော့မှကျေးဇူးတင်ငါပြောတာလေဟုတ်တယ်အဲ့တော့ကျွန်တော်ကိုရိုမာတို့ SN ယူပြကောက်မသိဘူးဗျကျွန်တော်ရဲ့ဗီဒီယိုကိုရိုတင်လိုက်တော့မှကျွန်တော်တငယ်ချင်းတွေကလာပြတယ်ဘာလို့ရည်သားမချခဲ့ရလဲဆိုလို့ကျွန်တော်ဒီနေ့ကိုရိုတွဲနေရည်သားချတဲ့ challenge လေး join ကြည့်လို့မဟုတ်ကိုရိုအတွဲမဟုတ်ဘူးကိုရိုလုပ်ငန်းတွေလုပ်နေတဲ့မောင်နှမတွေဟုတ်တယ်တကယ်တော့အမတို့အတွဲလုံးဝမဟုတ်ဘူးအမတို့ရဲ့ဆက်ပေါက်မှာလည်းအတွဲလားဆိုပြီးတော့လာမေးကြတယ်တကယ်တော့အမတို့အတွဲမဟုတ်ပါဘူးအမကသူများလာရီးစားချပေးနေရတကယ်တော့အမမေရီးစားတော့မရှိဘူးဟုတ်တယ်ညီလေးသူတို့အတွဲမဟုတ်ဘူးအကိုတို့တင်းတစ်ခုလုံးကလေအတူတူလက်တွဲပြီးလှုပ်လာတာအရန်ကြာနေပြီအရန်ရင်းနေလုံးတော့မှလေမောင်နှမတွေလိုတော့ဖြစ်နေပြီညီလေးရဲ့အဲ့ဆိုကျွန်တော်ဒီနေ့ရည်သားချတဲ့ challenge လေး join ပေးလို့ရမလားမသိဘူးအေးကွက်တီပဲကိုရိုဒီနေ့ကလည်းကိုရိုsingle match challenge လေးလုပ်နေရဆိုတော့ဒီနေ့ကွက်တီပဲ join မလားဟုတ် join မယ်ဗျ join မှာတော့တရားရနော်ဟုတ် join မယ် Okay ဒီနေ့ရဲ့နာမည်လေးရဲ့ဝါနာလေးရဲ့အသက်လေးရဲ့ message ပေါ့ကျွန်တော်နာမည်ဆွဲရင်တက်ဗျအတက်ကတော့ဆက်ရှိပြီဝါနာတော့အားကစားလောက်ရတာဝါနာပါဗျအစီအမဘယ်မှာနေရလဲတန်လင်းမနေတယ်ဗျကေးပေါ့နော်ရီးစားခဲ့မယ်ဆိုရင်ရီးစားလေးကိုဘယ်လိုတိုင်မိုးရဲလိုချင်လဲအဓိကတော့စိတ်ထားပြူစင်ပြီးတော့ရက်ပူတည်ချစ်စရာ cute တိုက်လေးပေါ့ဗျာ။ Oh cute တိုက် Okay အဲ့ဆိုရင်ညီတို့ကိုအစွမ်းကိုစူးစမ်းပြီးရှာပေးမယ်။တကယ်လို့ရှာလို့တွေ့ရင်ညီတို့လာပြောလို့ရအောင်ဘယ်နှဆောက်မလဲ။ကျွန်တော်ဒီနားပဲရှိနေမယ်။ဒီနားမှာဆောက်မယ်သိကြရနော် Okay ဆောက်နေနော် Okay ငါတို့အဲ့ဆိုရှာအောင် Okay let's go စိတ်ညစ်လိုက်တာအနည်းကြောင့်စမ်းနေကြကုန်ပြီ။ငါလည်းဘာမှဆိုင်မနေဘူးလေ။ဒီမှာရီးစားမထားငါနဲ့မထိုင်လို့လေ။ဟာငါလည်းတနေ့ရိုက်ကွေးနဲ့ရီးစားထားဖို့အချိန်တော့မရှိဘူး။ဟိုပြီးတော့ငါ့ကိုလည်းဘသူမှစကားလာပြောရလို့မရှိဘူး။ဟေးဟုတ်လား။အဲ့ဆိုရင်ငါခုတော့အရန်သုံးပြနေ Torrent ဆိုတဲ့ social app လေးကိုတွေ့ထားတယ်။ကြည့်မလား။ဟုတ်လားပြည့်ရှိပါအောင်။ဒီထဲမှာဆိုရင်ရုပ်ချောသဘောကောင်းပြီးခဏခဏတည်းရင်ဖွင့်လို့ရတယ်။တကယ်ရောင်းနေအများကြီးရှိရယ်။ပြီးတော့အလွယ်တကူ Google Play Store မှာလည်း download ရတဲ့အပြင်အဲ့ထဲမှာပါတဲ့ party check ကတုံးလုံးကောင်းလို့ကွာ။ထိကြတယ်ဆိုတော့ဘာမှန်းတော့မသိတော့ဘူး။ Wow ဒါဆိုလို့ရှိရင်ငါလည်းစမ်းသုံးကြည့်လိုက်တော့မယ်လေ။စမ်းသုံးကြည့်လိုက်တော့ Okay အေးရဟိုမှာအရှုံးနဲ့ကောင်မတွေ့လားဟိုမှာဟဲ့ဘယ်ကြည့်နေတာတော့ဟိုမှာငါပြောတာကြည့်ရောနင်ကလည်းငါလည်းခဏနင်းညွန်ပေးရလေ Torrent app ကိုကြည့်ပြီးမှသဘောကျနေလို့ပါအေးပါဟိုမှာရင်ကြည့်အေးဟုတ်တယ်ချစ်တယ်ချောရမှာတောင်းမယ်ဟယ်လိုညီမလေးမင်္ဂလာပါဟောညီမလေးမင်္ဂလာနဲ့မေးလို့ရမလားအမတို့တည်ရဟိုဟာလေ fashion interview တွေမှာလေငယ်မင်းအမချစ်လေးမလားအမဟုတ်တယ်အမပြီးတော့အမြဲကြည့်ပြတယ်အမဗန်ညီမအော်ဒီစတမားလေးအဖေရဲ့အတွက်နော်ဒါနဲ့လေအမတို့ဒီနေ့ SN Cubic ကနေပြီးတော့ single မရိုက်ဖို့ရှိရဲ့အဲ့ညီမလေးက single လားဟုတ် single ပါ join ငယ်လေးအဲ့ဆိုရင် join မယ် ခုနကအခုတို့ကောင်လေးတယောက်တွေ့ထားတယ်အကောင်လေးပုံစံကညီမလေးတိုက်နေပုံစံတူမဲ့ထင်တယ်ဒါဆိုလို့ရှိရင်လေညီမလေးရဲ့တိုက်လေးကဘယ်လိုပုံစံမျိုးလေးလဲတစ်ချက်လောက်ပြပါလားညီမထိုက်ကအဲ့လိုမပလေးတဲ့ပဲပေါ့ညီမကို sport တစ္ဆာရှိရပြောမယ်ဆိုရင်ပြီးတော့ညီမတန်စာဆိုတော့အဲ့လိုညီမလိုနည်းနည်းပပကတ်တဲ့လို့ပို့ပြတော့ကြတယ်ခုနကအခုကောင်လေးကိုခဲကြည့်တော့သူ့ပုံစံကချောလေးနဲ့အနေနဲ့အရန်အေးတယ် play တဲ့မဲ့ပုံစံမပေါ့ဘူးဘာလို့လဲညီမလေးတွေ့ကြည့်မလားတွေ့မယ်လေတွေ့ကြည့်ပြီးတော့တယောက်ကိုတယောက်ကမဆွေမိမမိကြည့်ကြည့်ပေါ့စကားပြောကြည့်လေနော်Okay 3 2 1နောက်ကိုလေးလို့ရပါပြီ